Telegram နေပတ်စံရှာခြင်းတဲ့သူတွေနဲ့တုံ့ပြန် free လိုချင်တဲ့သူတွေအတွက်အသေးထွက်ရှိထားတဲ့ Telegram Money ဘောတစ်ခုကြောင်းလေးကိုပြပြပေးတော့မှာဖြစ်ပါတယ်။ Telegram ကောက်ရှိတဲ့ဘယ်သူမှမဆိုဒီဘောတွေကနေပတ်စံရှာလို့ရပါတယ်။ပတ်စံမရှာခင်မှာကျွန်တော်တို့မှာတွန်ကီပါဆိုတဲ့တွန် wallet တစ်ခုရှိတာဖို့တော့လိုအပ်ပါမယ်။ဒါမှပတ်စံပြန်ထုတ်လို့ရမှာဖြစ်ပါတယ်။ကျွန်တော်ပတ်စံရှာရမယ့်ဘောရဲ့နာမည်ကတော့တွန်ဟတ်ဆိုတဲ့ Telegram Money ဘောပဲဖြစ်ပါတယ်။ဒီဘောကနိုဝင်ဘာ15ရက်နေ့မှာ Telegram ပေါ်မှာထွက်ရှိလာတာပါဒီဘောကိုအသုံးပြုပြီးပတ်စံရှာမယ်ဆိုရင်တော့စောစောစီစီ run ထားဖို့လိုအပ်ပါမယ် Telegram Money ဘောအများစုကကြာမခံပါဘူးဘောကိုအသုံးပြုတဲ့အခါမှာဆိုရင်လည်း VPN တခုတော့ခံထားရပါမယ်ဒါမှကျွန်တော်တို့ကပတ်စံရှာလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒုံးဟတ်ဘောတွေကနေပတ်စံဘယ်လိုရှာလဲဆိုတော့ဘောထဲဝင်လိုက်တာနဲ့ဒီအပေါ်မှာ promo code ဆိုတာလေးရှိပါမယ်အဲ့ဒီနေရာမှာကုတ်ထည့်ပြီးတော့ပတ်စံရှာလို့လည်းရပါတယ် promo code ကိုတော့ကျွန်တော်ရဲ့ Telegram channel ထဲမှာတင်ပြသွားပါမယ်ပြီးရင်ဒီအောက်ခြေလေးမှာတက်ဆိုတာလေးရှိပါမယ်အဲ့တက်တဲ့ကိုတစ်ချက်ဝင်လိုက်ပါတက်တဲ့ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်မှာ watch AD ဆိုတာလေးရှိပါမယ်အဲ့နေရာမှာကျွန်တော်တို့က Telegram AD ရဲ့ကြည့်ပြီးတော့ပတ်စံရှာမှာပါသူက daily limit အနေနဲ့တစ်နေ့ကို AD ရဲ့အပုတ်တရာထိကြည့်ခွင့်ရှိပါတယ်ဒီအောက်ကကျွန်တော်ကတော့ complete ဖြစ်သွားပါပြီအပုတ်တရာကြည့်ပြီးပြီဖြစ်တဲ့အတွက်အဲ့နားလေးမှာ watch AD ဆိုတာလေးရှိပါမယ်အဲ့ဒါကိုနှိပ်လိုက်တယ်ဆိုတာနဲ့သူက15စက္ကန့်စာ AD ရဲ့တပုတ်ပြပါလိမ့်မယ် AD ရဲ့တပုတ်ပြီးသွားပြီဆိုရင်6 quite 2 quite ရပါတယ်ပြီးရင်ဒီအောက်မှာတက်လုပ်ပေးရတာတွေရှိပါမယ်ဒီတက်တွေကိုလုပ်တယ်ဆိုရင်လည်း6 quite ရပါတယ်ဒီတဲကတက်တွေကလောက်ရတာလွယ်ပါတယ်သူသွားခိုင်းတဲ့ channel တွေ game တွေကိုသွားပြီးတော့ပြန်ထွက်ရုံပါပဲဒါဆိုရင်တော့ reward အနေနဲ့6 quite တွေကိုရရှိမှာဖြစ်ပါတယ်အဲ့လို promo code တဲ့ AD ရဲ့ကြီးတက်လုပ်ပြီးရလာတဲ့6 quite တွေတော့ပတ်စံနဲ့ပြန်လဲပေးရပါမယ်ပတ်စံနဲ့လဲဖို့အတွက်ဒီဘက်ဘေးမှာ exchange ဆိုတာလေးရှိပါမယ်အဲ့ exchange ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီ exchange ထဲမှာတော့ကျွန်တော်တို့ဒီပေါ်တွေကနေရထားတဲ့6 quite တွေကိုတွန်ကွိုင်းနဲ့လဲပေးရမှာဖြစ်ပါတယ်တွန်ကွိုင်းကတော့ Telegram ရဲ့ငွေကြေးဖြစ်တဲ့အတွက်ဒီဘော့တွေကနေပြန်ထုတ်ရင်တွန်ကွိုင်းနေနဲ့ပဲထုတ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာ6 quite 900ကျော်တွန်ကွိုင်းနဲ့လဲလိုက်ပါမယ်6 quite 900ကျော်ဆိုရင် 0.05 တွန်ကွိုင်းရရှိပါတယ်6 quite 1000ကိုတော့1တွန်ရရှိပါတယ်1တွန်ရဲ့ပေါက်ဈေးကတော့လက်ရှိမှာဆိုရင်$2ရှိနေပါတယ်ဟေးဒီမှာဆိုရင်ကျွန်တော် exchange လုပ်လိုက်ပြီးဖြစ်တဲ့အတွက်6 quite နဲ့အစားတွန်ကွိုင်းနေဖြစ်သွားပါပြီတွန်ကွိုင်းနေရလာပြီဆိုရင်တော့ဒီဘော်တွေကနေပြန်ထုတ်လို့ရပါပြီဘော်တွေကနေတွန်ကွိုင်းထုတ်ဖို့အတွက်ဒီဘက်တောက်ဆုံးမှာ wallet ပုံစံ withdraw ဆိုတာလေးရှိပါမယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါ withdraw ကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီအပေါ်မှာတွန် wallet ကအမောက်ရယ်ဆိုပြီးတော့2မျိုးရှိနေပါတယ်တွန် wallet နေရာမှာတော့ကျွန်တော်တို့တွန်ကွိုင်းလက်ခံမဲ့အတွက်ကိုထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာတွန်ကီပါတဲ့အတွက်ကိုသွားယူပါမယ်ဆိုတော့တွန်ကီပါတဲ့ရောက်ပြီဆိုရင်ဒီအပေါ်က receipt ဆိုတာကိုနှိပ်လိုက်ပါဒါဆိုရင်တော့သူက QR code ရဲ့ address ရဲ့ကြားလာမယ်ကြားလာတဲ့ address ကို copy ယူပြီးတော့ဒီအပေါ်ကတွန် wallet နေရာမှာထည့်ပေးလိုက်ပါပြီးရင်ဒီ amount မှာတော့ကျွန်တော်က 0.053 တွန်ထုတ်ပြမှာဖြစ်တဲ့အတွက် 0.053 တွန်ထည့်လိုက်ပါမယ်အားလုံးပြီးပြီဆိုရင်တော့ဒီအောက်က confine ဆိုတာကိုနှိပ်ပေးလိုက်ရုံပါပဲဒါဆိုရင်တော့ကျွန်တော်တို့ဒီ board တွေကနေတွန်ကွိုင်းထုတ်တာအောင်မြင်သွားပါပြီကျွန်တော်တို့ရဲ့တွန် wallet ထဲကိုရောက်လာဖို့အတွက်ဆိုရင်တော့အချိန်အပြင်24နာရီတော့စောင့်ပေးရပါမယ်ဘလောက်ကနေစထုတ်လို့ရလဲဆိုတော့0.500ပြေးရနဲ့ထုတ်လို့ရပါတယ်ကျွန်တော်လည်းဒီဘော်တွေကနေအခုမှပတ်စံထုတ်ထားတာဖြစ်တဲ့အတွက် wallet ထဲတော့မရောက်လာသေးပါဘူး wallet ထဲရောက်လာပြီဆိုရင်လည်းကျွန်တော် average pool အနေနဲ့ထပ်ပြီးတင်ပေးတော့ပါမယ်ဒီဘော်လေးကထွက်ထားတာမကြသေးတဲ့အတွက်အားလုံးလည်းအဆင်ပြေအောင်လို့ကျွန်တော်စောစောစီစီဗီဒီယိုလေးလုပ်ပေးတာဖြစ်ပါတယ်တဝမ်းဘောနဲ့ပတ်သက်ပြီးပတ်စံရှာနည်းနဲ့ငွေတုံနည်းရောအားလုံးနားလည်မယ်လို့ထင်ပါတယ်မသိတာရှိရင်လည်း comment ထဲမှာမေးခဲ့လို့ရပါတယ် for you ကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ထားပြီးတော့ဘေးနဲ့ notification ခေါင်းလုံးလေးလည်းတီးထားပေးပါဦးဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးပါ